စပင်တုံနဲ့ကောက်မလေးကတင်နန်းသူတက်တယ်မဟုတ်ပါဘူးကွာသူ့ရဲ့နာမည်ကနိုင်တယ်တင်နန်းမတက်တာကြားလာပြီအခုမှလာပြန်တက်တာနေမှာဟုတ်ပြီကဲဒီနေ့တော့ဒီလောက်ပါပဲเนาะကဲပြန်လို့ရပြီကျေးဇူးတင်ပါတယ်ဆရာကျေးဇူးတင်ပါတယ်ဟိုလေဟိုကျွန်တော်နာမည်ကဖုံးမြတ်ကျော်ပါကျွန်တော်နှိုင်းနဲ့ခင်ရင်လို့လေရမလားနေပါဦးရှင်ကကျမနာမည်ကိုဘယ်လိုလုပ်သိရလဲ။အော်နာမည်ဘယ်လိုသိလဲအရေးမကြည့်ပါဘူး။အဓိကကျွန်တော်တို့နှစ်ယောက်မိတ်ဆွေပြောရဖို့ပဲမလား။ Okay လေရပါတယ်။အဲ့ဆိုကျွန်တော်တို့မိတ်ဆွေပြောရပြီပေါ့နော်။ဒါပေါ့။ See you နော်။ဒါလိုက်တာပဲစိတ်ကိုအေးချမ်းသွားတယ်အကိုဟမ်ကျွန်တော်အကိုပြောပြစရာရှိပြောလိုက်ပါဘာပြောမလို့လဲတကယ်တော့ကျွန်တော်မှမြင်မြင်ချင်းချစ်ရတဲ့လူရှိနေလို့ကိုကျွန်တော်သူ့ကိုတိတ်ချစ်တာကျွန်တော်ချစ်နေတာကိုသူ့ကိုသိစေချင်လိုက်တာကိုသူ့ကျွန်တော်ဖွင့်ပြောလိုက်တယ်သူ့ကိုဆုံးရှုံးအောင်မှလည်းကြောက်တယ်တခြားလူကလူယူသွားမှလည်းကြောက်တယ်ကျွန်တော်ဖွင့်ပြောလိုက်မှသူနဲ့ကျွန်တော်ရဲ့ဆက်ဆံရေးလေး
ပျက်စီးသွားမှာလို့ဆိုကျွန်တော်ဘာလို့မှမသိဘူးကိုယ် ဘာနားလိုက်လို့ပိုင်အဲ့လိုကြီးလဲစိတ်တက်မကြပါနဲ့မင်းရဲ့ဘေးမှာအကိုတရားလုံးရှိတယ်အကိုကသူမင်းကိုချစ်လာတဲ့အထိရအောင်ကူညီပေးမှာပေါ့ပြီးတော့သူ့ဘက်ကလည်းမင်းကိုချစ်ရင်ချစ်နေမှာပေါ့ပိုင်ယောက်ျားလေးဆိုတာကိုယ့်ဘက်ကချစ်ရင်စပြီးဖွင့်ပြောရရတယ်မင်းဘက်ကစပြီးဖွင့်ပြောမှလည်းသူကမင်းချစ်နေတာကိုသိမှာပေါ့ပိုင်ဟုတ်လားအကိုဟမ်တေကိုစကားပန်းလေးလိုချင်တယ် ကိုဖူးမယ်လေဘောကြောက်လေ ကြားတော့ဗောတေကိုစကားပန်းအကြိုက်ဆုံးဟာပဲ ပိုင် ဟမ် ခုလိုဒီညာလေးကိုခေါ်လာပေးရအကိုမင်းတို့တကယ်ကျေးဇူးတင်တယ်နော်မင်းသာမခေါ်လာရင်လေအကိုတော့ဒီနေရာကိုရောက်ခုမှတော့မဟုတ်ဘူး ရပါတယ်ကွယ်ကျွန်တော်လည်းဒါနဲ့မှ2ခါလောက်ပဲဒီညရောက်ဘူးလားပထမတစ်ခါကကျွန်တော်ပြင်မဆုံးခင်ရလी ဩစိတ်မကောင်းပါဘူးကွာဘာဖြစ်စိတ်မညစ်ပါနဲ့မင်းနာမှာအကိုတရားလုံးရှိနေအောင်သိရပြီနော်ဘာပဲဖြစ်လာအကိုမြဲတဲ့မင်းနာမှာရှိနေမှာမင်းမှတ်ရပြီနော်ဟာပိုင်ဟောဒီစီပန်းလေးမလားရန်လိုက်နော် ဟုတ်တယ်လေကိုအာဒီစီပန်းနီဒါပေမဲ့ကျွန်တော်ကဒီစီပန်းနီကိုမကြိုက်ဘူး ဘာဖြစ်လို့လဲဒီစီပန်းနေရာမလှဘူးလား အဲ့လိုတော့မဟုတ်ပါဘူးပန်းလေးအတိုင်းမှာသူတို့တိတ်ပင်နဲ့သူတို့ရှိကြရလीဒီစီပန်းလေးရဲ့တိတ်ပင်ကတော့ချစ်နေတော့တသက်လုံးဖွင့်မပြောတော့ပါဘူးတဲ့ကျွန်တော်ကတော့ဟောဒီတယောက်စကားပန်းဖြူအောင်လေးကိုပဲကြိုက်တဲ့အကို Look later, low time. See the thing, my boy. ဟောပိုင်ဒါနဲ့မခုနပြောရဲမင်းရဲ့သဘောကျရဆိုတဲ့လူကသူများလဲပေါ့ကိုသိလို့ရလား အကိုကလည်းသူကြကြစိတ်ဝင်စားနေပါလား ဟောလို့လည်းမဟုတ်ပါဘူးမင်းရဲ့သဘောကျလူဆိုတော့ဒီအိုင်တီးရချင်းအောင်ပါဘာဖြစ်လို့လဲမင်းကပြောပြချင်းလား အဲ့လိုမဟုတ်ပါဘူးအကိုသိချင်တယ်မလားကျွန်တော်ရဲ့ဖုန်းထဲမှာသူ့ရဲ့ပုံလေးကိုမဝေးပါထားအကိုသိချင်ရောက်လိုက်ပြီပေါ့မင်းကကွာသူ့ချော်ဝိုင်းရက်ဆက်နေတာ ဆက်တယ်သူတို့ရပို့တည်တယ်ပြောင်းပါပါထားကြည့်ပါလားရလာထားလို့ထားလို့ရလား မရဘူးကိုကျွန်တော်တခုဖြစ်သွားတာထင်တယ်နော်ဘာကြည့်နေရလဲတက်လေကိုမင်းဘုံဘွားတက်ပါပါရလား 来的明。
Tu daisy ban lê的温所言，你用起来别困呀，解密的。离别里独为多君为表演，为你喊泪过。为了你对对对宝贝，现在呀有毛病，孤夜去送夜，孤浪转眼没圣诞节。Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ